အယံကိုစိတ်ဖြစ်စီတာပဲကိုဝန်ဆောင်တဲ့အခါမှာဘိုင်နာရာပြုတ်အန်တာနဲ့ဟိုဟာဒီဟာစိုးရိမ်စိတ်တွေကြောင့်ပုံမချက်ပို့ပြီးစိတ်ပစ္စည်းတာကတော့တဘာဝပဲအဲ့ဒီခါမှာပုံစံနည်းအတိုင်းပဲဘေကလူတွေဒါမှမဟုတ်တီးတဲ့သူတွေကလာပြောကြလိုက်မယ်အယံစိတ်မညစ်နဲ့လေဘတ်တက်ကခလေးအတွက်မကောင်းဘူးဆိုပြီးတော့ဟိုဟာဖြစ်မယ်ဒီဟာဖြစ်မယ်နဲ့အမျိုးမျိုးပြောပြကြတာပေါ့အဲ့ဒီလိုစကားတွေကြားလိုက်ရင်အရင်ကတည်းပို့ပြီးတော့စိတ်ညစ်စိတ်ပစ္စည်းမှုတွေရသွားပါတယ်ကိုယ်ရှိနေတဲ့သူတွေကစိတ်မညစ်အောင်ဘယ်လိုလုပ်ရမလဲနော်တကယ်တော့စိတ်ဖြစ်စီမှုကမလွန်ကဲဘူးဆိုရင်တော့ဒါဟာသဘာဝပဲအကြီးကအဲ့ဒီစိတ်ဖြစ်စီမှုကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကပိုအရေးကြီးပါတယ်ဖို့အတွက်ကတော့အမျိုးသမီးတွေရဲ့ပင်ကိုဗီဇအတိုင်းစကားပြောတာပွားစီပြောတာနဲ့ပဲစိတ်ဖြစ်လျှော့အောင်လုပ်လိုက်တယ်မိန်းကလေးတွေဟာစကားပြောလိုက်ရင်စိတ်ထဲမှာမွန်းကျက်နေတာတွေပွင့်ထွက်သွားပြီးစိတ်ပေါ့ပါသွားတတ်ကြတယ်လေအထူးသဖြင့်ကိုယ့်ရဲ့အမျိုးသားကတော့အကုန်နားထောင်ပေးရတာပေါ့သူကလည်းနားလည်ပေးပါတယ်စိတ်တိုပြီးစိတ်ကောင်းနေတာထက်စာရင်စကားပြောပြီးဖွင့်ထုတ်လိုက်တာကပိုကောင်းတယ်လေဘာမှရင်ထဲမှာတိတ်မချပဲအကုတ်ပြောချင်တာပြောလိုက်တာကမေမေတွေအတွက်လွယ်ကူပြီးတော့တကယ့်ကိုအထောက်ကိုဖြစ်စေတဲ့နီလန်းပါပဲစိတ်ထဲမှာပေါ့ပါပြီးဆိုရင်တော့အေးစစ်စစ်အနားယူလို့ရပြီပေါ့ကို့အစားအမျိုးသားကပဲဆက်ပြီးစိတ်ဖိစီစိတ်ညစ်ခတ်နေမလားတော့မသိဘူးပေါ့နော်တချို့ကတော့တချင်သားထောင်တာပုတ်ဆွဲတာဒါမှမဟုတ်တရားထိုင်တာမျိုးကိုအစင်ပြေတဲ့နီလန်းနဲ့စိတ်ဖြေလျှော့နိုင်ပါတယ်လောက်မစစ်ပဲမွေးဖွားခြင်းကိုကာကွယ်နိုင်ဖို့စိတ်ဖိစီမှုတွေကိုအတူတူဖြေရှင်းကြရအောင်နော်မိခင်ကိုဆောက်ရှောက်ပြီးမွေးဖွားလာမဲ့ရင်သွေးလေးကိုကာကွယ်ဖို့အားလုံးတူတူလက်တွဲဆောင်ရွက်ကြပါစို့ရှင်